ဒီနေ့တော့ကျွန်တော်တို့မြန်မာတိုင်းရင်းနှီးတဲ့စစ်သူကြီးအဂမဟာစစ်သေနာပတိချုပ်တဒိုးမဟာဗန္ဓုလအကြောင်းကျွန်တော်တို့လေ့လာကြဒီနေရာမှာမဟာဗန္ဓုလနဲ့ပတ်သက်ရင်ကျုပ်လူငယ်တွေကနောက်တော့ပြီးတော့ဟလာဗန္ဓုလဟာဟလာဒီရန်သူတွေဘုံစံနေနဲ့ဒုံးနေနဲ့တိုက်ခိုက်နေတဲ့အချိန်တောင်ရွှေထီးစောင်းပြီးတော့အသိဉာဏ်မရှိဘူးလားစသဖြင့်ပြောနေတာတွေအဲ့တော့အားလုံးသိတဲ့အတိုင်းဗြိတိန်နယ်ချဲတွေကမြန်မာနိုင်ငံကို၃ချိန်တိုင်ကျူးကျော်စစ်တွေဆင်နွှဲပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံအချုပ်ချာအာဏာဟာဗြိတိန်လက်အောက်ကိုကျွန်တော်တို့ကကြားရောက်ခဲ့ရတယ်အဲ့ဒါလိုမကြားရောက်မီမှာဗြိတိန်တို့ကတကဘာလုံးကိုသူတို့ရဲ့နေမွေအင်ပါယာလို့ခေါ်တာပေါ့နော်နေမွေအင်ပါယာလို့ခေါ်တဲ့နော်တကဘာလုံးကိုကျွံပြုတ်တဲ့စနစ်ကိုကျင့်သုံးဟုတ်လားကျွန်တော်တို့ကဒီလိုပဲဗြိတိန်နယ်ချဲတွေကတကဘာလုံးကိုသူတို့နေမွေအင်ပါယာဆိုပြီးတော့လက်နက်ဆန်းနေနဲ့တိုက်ခိုက်ခဲ့အဲ့ဒီခေတ်ကတော့ဗြိတိန်တွေရဲ့လက်နက်ကဒုံးလက်နက်လို့ခေါ်တာပေါ့ဒီဒုံးလက်နက်ဆိုတော့ကျွန်တော်တို့ဒီနေ့ခေတ်ဒုံးကြီးလိုဟာမျိုးသူတို့စခဲ့တာဒီဒုံးလက်နက်တွေကသူတို့ကဗြိတိန်တွေကအကြီးအကျယ်တီထွင်ပြီးတော့မှဒါနေချဲ့ခဲ့တာဖြစ်တယ်ဒါကျွန်တော်တို့ဒီရန်ကုန်သူတို့တိုက်တဲ့အချိန်ဆို1824နိုဝင်ဘာမှာရန်ကုန်သူတို့တိုက်တာဖြစ်တယ်အဲ့ဒီအချိန်မှာရန်ကုန်မှာဘလို့မှမခံနိုင်တော့တဲ့အတွက်ဗမာတွေကသူတို့ရဲ့နာမည်ကျော်စစ်သူကြီးဖြစ်တဲ့စစ်သူကြီးမဟာဗန္ဓုလရခိုင်နဲ့အာသံမှာဗြိတိန်တွေကိုတခါတည်းဘောင်းလန်အောင်ဆော်ထဲတာစစ်သူကြီးဆိုမဟာဗန္ဓုလဆိုဗြိတိန်တွေအကုန်ကြောက်အဲ့ဒီစစ်သူကြီးမဟာဗန္ဓုလနောက်ဆုံးတော့ဗြိတိန်နိုင်တာသူပဲရှိတော့မယ်ဆိုပြီးတော့ရခိုင်နဲ့အာသံနေမဟာဗန္ဓုလကိုစစ်ကူခေါ်ရန်ကုန်ခေါ်စဉ်းစားကြည့်ရခိုင်နဲ့အာသံနေရန်ကုန်ခြေကျင်လာတာနော်ကားလည်းမရှိရထားလည်းမရှိဘူးမြင်းနေနဲ့ခြေကျင်လာဆိုစစ်သူကြီးကတော့မြင်းနေလာမဟုတ်တက်တရခြေကျင်လာတာစစ်သူကြီးမဟာဗန္ဓုလသူနောက်တန်းစခန်းဖြစ်တဲ့ဒနုပြူကိုစုပ်ရဒနုပြူဆုတ်သွားတဲ့အချိန်မှာဗြိတိန်တွေကအင်အား4000လောက်နဲ့လိုက်လာတာပေါ့ဒနုပြူကိုကန့်တက်ပြီးတော့တိုက်ခံနေမှာဒနုပြူရောက်ခံနေမှာဗြိတိန်ဗိုလ်ချုပ်ကစစ်သူကြီးမဟာဗန္ဓုလဆိုရာဇသံပေးတယ်လက်နက်ချဖို့ရာဇသံပေးအဲ့ဒီအချိန်မှာစစ်သူကြီးမဟာဗန္ဓုလကဘလို့တုံ့ပြန်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကိုစားပြုပြီးတော့ကာကွယ်နေတာဖြစ်တယ်သင်မှာလည်းသင်ဂုံတိတ်ခါရှိတယ်ငါမှာလည်းငါဂုံတိတ်ခါရှိတယ်အဲ့ဒီအတွက်အဆွေတော်ဟာမိတ်ဆွေအနေနဲ့လာမယ်ဆိုရင်ဒနုမျိုးမျိုးကျွန်တော်ကိုယ်တိုင်လိုက်ပြအေးရန်သူအနေနဲ့လာမယ်ဆိုတော့ကန်းကက်ရဲကက်ကြည့်ခတ်မှာပဲနော်မဟာဗန္ဓုလကန်းကက်ရဲကက်ကြည့်ဒါပေမဲ့ဘလို့ပြောဒရဇက်တိုက်မြန်မာတက်တွေဘလို့မှမခံနိုင်တော့သူတို့ပြင်ဒုံးလက်နဲ့ကိုမခံနိုင်တာမဟာဗန္ဓုလသူ့တက်အခြေအနေမကောင်းတော့မှန်းသိသူဒီနေ့မနက်မှာသူကြာဆုံးမယ်ဆိုတော့သူညမှာမီတင်ပေါ်ဒီအစည်းအဝေးလုပ်ဘာပြောလဲဆိုတော့တို့ကနိုင်ဖို့ကတော့တိတ်မလွယ်ဘူးဒါပေမဲ့စစ်တို့ရဲ့သဘောအရတို့ဟာနိုင်ရှုံနိုင်ငံကိုစားပြုပြီးတိုက်ခိုက်နေတဲ့တပ်မတော်သားတွေဖြစ်တယ်နိုင်ဖို့တော့မလွယ်ဘူးဒီအတွက်တင်တို့အနေနဲ့ဘယ်အချိန်မှဆုတ်ခွာခွင့်ရှိမလဲဆိုတော့တင်တို့ရဲ့ဦးစီးဦးဆောင်စစ်သေးနာပတိချုပ်ဖြစ်တဲ့ငါကြဆုံးမှသာဆုတ်ခွာခွင့်ရှိတယ်အေးငါမကြမချင်းတော့မင်းတို့ဆုတ်လို့မရတက်ကိုပြန်ဆုတ်ခွင့်မရှိဘူးအေးငါကြဆုံးခဲ့ရင်တော့နေပြည်တော်ကိုတက်ပြန်ဆုတ်ခွင့်ရှိတယ်အဲ့ဒီခါမှာတစ်ချက်တက်မဆုတ်မီမှာဗြိတိန်တွေကိုတဝင်လွာပါဗမာတက်တွေဟာတရေဘောကြောင်ပြီးတော့ကြောက်လို့နောက်ပြန်ဆုတ်သွားတာမဟုတ်ဘူးသူတို့ရဲ့စစ်သေးနာပတိချုပ်ကြာဆုံးသွားတဲ့အတွက်ခိတ္တဆုတ်ခွာခြင်းဖြစ်တယ်ဆိုတော့အင်္ဂလိပ်ကိုရာဇသံပေးလွာပေးပြီးမှပြန်ဆုတ်ရမယ်ဆိုမဟာဗန္ဓုလကအတိလင်းညွန်ကြားခဲ့ပြီးတော့မှနောက်တနေ့မနက်မှာနေထွက်တဲ့အချိန်မှာမဟာဗန္ဓုလသူ့ရဲ့အတောက်ပြောင်ဆုံးစစ်ဝတ်တစားတွေဝတ်တယ်ရွှေထီးကို2လက်ဆောင်းစေတယ်ပုံမှန်အပြင်ရွှေထီးတစ်လက်ပဲ2လက်ဆောင်းစေတယ်လက်ထောက်ဗိုလ်ချုပ်တွေကပြောတယ်ဗိုလ်ချုပ်စစ်ဖြစ်နေတဲ့အန်ရရှိပါတယ်တောက်ပြောင်နေဝေပြီးရွှေထီး2လက်ဆောင်းတယ်ပြီးမဟာဗန္ဓုလသွားပြီးကုတ်ကဲနေတဲ့အချိန်ကဒုံးလက်နဲ့ကြားတဲ့နေရာတွေမှာပဲသွားကုတ်ကဲနေတော့အသက်အန်ရနီးပါတယ်လို့သူ့ရဲ့လက်ထောက်ဗိုလ်ချုပ်တွေကတားနေတဲ့ဂျားကမဟာဗန္ဓုလဟာသူသေမာကိုသိရသားနဲ့အသေးခံခဲ့တာဖြစ်ပါတယ်တော့စစ်သွေးမဟာဗန္ဓုလကြာဆုံးသွားတဲ့အချိန်မှာဗမာတပ်တွေဟာပြန်ပြီးတော့နေပြည်တော်ဆုတ်ခွာတယ်ဒါကြောင့်မင်းကြီးမဟာဗန္ဓုလရဲ့အနစ်နာခံတဲ့ခေါင်းဆောင်မှုကြောင့်ကျွန်တော်မြန်မာတွေကချက်ချင်းလက်နက်ရအလွန်တာလွန်တဲ့ဗြိတိန်လက်အောက်ကိုချက်ချင်းမရောက်သွားဘဲနဲ့နော်သူ့နိုင်ငံနဲ့သူ့လူမျိုးတို့အတက်နိုင်ဆုံးအသက်မရှိတော့တဲ့တိုင်အောင်သူ့ရဲ့အသက်ကိုပါစတေးပြီးတော့ဒါအနစ်နာခံတဲ့ဒီနေ့ခေတ်မှာဆိုကဘာမှာဆိုတာအနစ်နာခံတဲ့ခေါင်းဆောင်မှုဆိုဒီနေ့ခေတ်နောက်ပိုင်းမှာကဘာပြောတာကျွန်တော်တို့မြန်မာခေါင်းဆောင်တွေထဲမှာတိတ်ကုန်ယူစရာကောင်းတယ်မိမိရဲ့မိမိရဲ့အဖွဲ့အစည်းအတွက်ခေါင်းဆောင်ဆိုတာအရာခက်သိမ်းကိုပေးဆက်ပြီးတော့ဦးဆောင်တာဖြစ်တယ်ဆိုတာကိုမြန်မာတွေရဲ့ဂုဏ်ရတဲ့အဂမဟာစစ်သေနာပတိချုပ်တဒိုးမဟာဗန္ဓုလဆရာကြီးလေ့လာသင်ခဲ့ကြတာဖြစ်ပါတယ်